Let's all be loaded. Oh yeah, thank you bro. Thank you. Yeah, thank you. Mannery ဖြစ်ပါတယ်။တို့နီဘတ်တသိန်းမှာဒီကိုတို့ရေ။ဆိုတော့ lucky draw တွေပါ။15ဘတ်မှာ magnetic case လေးတွေပါလေးရှိတယ်။ PSA 10ပေါ့နော်။ဆိုတော့ကဘုံပေါ်လေးနော်။ဒါ PSA 10ဖြစ်ပါတယ်။ဒါ3800ပါ။ဒီစာတို့ပါတော့အဲ့လဲရောင်းအဲ့300ဘတ်300ရှင်းနာရူဒိုရောင်းရေးနာရူဒိုမက်ဆီရှိရကွာ4000ဝဲတဲ့ဆိုတော့ register တော့အရင်လုပ်ရမယ်ထင်တယ် register လုပ်ပြီးမှသွားရမှာOh free okay okay ကဲအားလုံးပဲမင်္ဂလာပါရန်ကုန် Sport TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်အခုရောက်နေတာဒီမှာ Icon CN က Wall of Cat ပေါ့နော်ဆိုတော့ Cat show အကြီးတော့မဟုတ်ဘူးတော်တော်တွေကတော့မစိုးဘူးလို့ပြောလို့ရတယ်အဲ့တော့ဒါလေးကိုတော်တော်သွားကြည့်မယ်ဆိုတော့အများစုကတော့ Pokemon Cat တွေ One Piece Cat တွေများမယ်ထင်တယ်အဲ့တော့ဘောလုံး Cat ရှိလားမရှိလားသွားကြည့်မယ်ဗျဆိုတော့ register အရင်လုပ်ရမှာပေါ့ဆိုတော့လက်ပတ်တော့ရပြီပေါ့နော် register လုပ်ရတယ် Google account နဲ့ပါပဲဆိုတော့ကားမဲတော့ပေးဝင်လာတယ်ပေါ့ဆိုတော့ကြည့်လိုက်အောင်Pokemon တွေများမယ်။ Oh shit Naruto ရောင်းရေး Naruto ဒါအဟောင်းထင်တယ်အခုနောက်ပိုင်းကွန်တိုင်းလာအဲ့ဒါနဲ့မထွက်သေးဘူးပေါ့လေ။ Oh ဘောလုံးကတ်တွေတော့တွေ့ရပေါ့နော်။နိုင်ရမယ်။ဆိုးတော့မဆိုးပါPSA ပေါ့နော် PSA တန်းကတ်တွေတော့ရှိတယ်။အားရဆောင်းစီးကြည့်ပါလေ။โอเคဒိုးနီရှိတယ်ပေါ့။ဒိုးနီကဘတ်တသိန်းနဲ့ကြီးဒိုးနီဘတ်တသိန်းမှာဒိုးနီဘတ်တသိန်းမှာဒီကိုတို့ရေ။เป็นขาดำคุณต้องใส่100ที่เขาไว้ทำเกรดเราใส่กล่องแล้วก็จะได้Let's all be loaded. Oh yeah, thank you bro. Thank you. Yeah, thank you. Mannery ဖြစ်ပါတယ်ဆို free ပေးတာပါ1300ကတ်ကြီးပါရောင်းရေးဟာဒါကြီးကြိုက်နေတယ်ရောင်းရေး If you would like to buy it, I will give discount for you like 24,000. 24,000. Okay. Oregano rice ပါ Okay ပြီဟောဒါလေးတွေကထောင်ကျော်လေး900လေးတွေတော်တော်တက်ခွဲထားတဲ့ဟာလေးပေါ့နော်မာရီနိုတို့ပါမာရီနို1000နဲ့မစိုးတော့မစိုးဘူးကအိုးbasketball ကတ်တွေပါရှိတယ် You take card too? What? You take card? Huh? Credit card? You got? Credit card? Ooh, party. So ဒါတော့ PSA grading ပေါ့နော်ဆို PSA grading 9ဆိုရင်သူကပတ်စံအများကြီးပို့ရတယ် grading တွေတင်လို့ရတယ် Cash only. Sancho စင်ချန်ကိုဖြစ်ပါတယ်ဒါတော့ basketball တွေဒါ Which one? Two promo, yeah. ကာဆိုလာဖြစ်ပါတယ်ကာဆိုလာစပိန်က Delarin Ramsey ရောက်ရေး2000နဲ့ဘတ်2000 Oh sorry bro sorry 600ရတယ် Hurricane လာတော့လာတယ်ကွာဒါပေမဲ့ကဘာဘလားပြီးရင်ကအင်္ဂလန်ကတ်တွေက3တော့မဝင်တော့ဘူးကွာ
ဒီကောင်ကနံပါတ်ပါတယ်ကွာနံပါတ်ပါတယ်စိုင်းအော်တိုမပါဘူးကွာလီစာတို့ပါတော့ เหลือฮิตอยู่20 အဲ့လည်းရောင်းတယ်အဲ့300ဘတ်300ဟာဂျီဆို ครับผมถ้าตามมัน1%ใช่ครับ ဒါဂျန်နီဒါလေး600တန်းလေးပဲယူလိုက်ပါတယ်စဉ်းစားလိုက်အောင်မယ် honorary က2200ဘန်ပါစီကဘန်ပါစီကဘယ်လောက်လဲ11000ဘန်ပါစီက1000ဆိုတော့စဉ်းစားလိုက်အောင်အာ shit ซื้อมาได้อันนี้ก็เป็นใบแรก မနေ့ကကျွန်တော်ဖောက်တဲ့ fever ပေါ့နော် Walker trading cap ပါ3200နဲ့လောလောဆယ်ရောင်းတယ်ဒီကတော့အနီပေါ့နော်ဒီကတော့ပတ်စံအဲ့လောက်မရဘူးဒါပေမဲ့တန်တယ်950နဲ့ဖောက်လို့ရတယ်ဒီကောင်လေးကဟိုဟာအဲ့လိုသူတို့တတ်မှတ်ထားတဲ့ဈေးတစ်ခုနဲ့ပေးပြီးတော့မဲနိုင်ရတာ random ကြားကျင်တဲ့ cap ပေါက်တယ်မိုက်တဲ့ cap တွေလည်းပါတယ်ဝမ်းတဲ့ cap တွေလည်းပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကတော့ဘယ်လောက်လဲတော့မသိအဲ့လိုမျိုးဘေးမှာပုံးလေးတွေနဲ့အဲ့လိုမဲနိုင်လို့ရတဲ့ဟာလေးတွေလည်းရှိတယ်ဒီပါဆိုတော့ lucky draw တွေပါဟိုဘက်မှာပဲစာရေးလေး เราให้แจ้งก็ร้านเสร็จแล้วเราก็ทำอะไรต่อ ရိုနယ်ဒိုကတ်ရှိရကွာရိုနယ်ဒိုကတ်က2500အော်သူကဈေးနေတဲ့ဟာလေးရောတော့ရောတာတယ်ကွာစုံတော့ရှိရနှိုက်ရင်တော့ရမယ် The Glorious ဒီကိုရစလာလိုက်တာဖာမနိုဒါရောနည်းဈေးပေါ်တဲ့ဟာတွေပေါ့လေဒီမှာဈေးပေါ်တဲ့ဟာတွေတဲ့3000နေထွက်လာဒါက Animal Machinery လာရခေါင်းရတော့ဘူးတွေနဲ့ဆိုတော့ဈေးကောင်းမဲ့ပုံမှာ company ဖြစ်ပါတယ်ဟို900တယ်မစိုးတော့မစိုးဘူးကွာဆိုတော့လက်ရှိဒါဗိုင်မင်းရဲ့နီးပြပေါ့လေ sorry oh PS9 Sancho ဖြစ်ပါတယ်1800ပါဟာလန်7တုန်းက PS8 ဖြစ်ပါတယ်ဟာလန်မှာ9000ပါဘတ်9000ပါအိုးဘာပေ autosဆိုတော့တော့ Juventus တုန်းကတော့ဟာ100ပေါ့ Messi ကတော့ရိုးရိုးကပ်ပါ Company so win Soret Jota 1000နဲ့ပါတီဂျီမီပါတီဖြစ်ပါတယ် นี่มาจากประเทศอะไรอเมริกา ဒါတော့ဒီမွေပြီးရင်တော့တကားတော့ယူရမှာတဲ့ คนอเมริกาดูซ็อกเกอร์ด้วยเหรอ American team Oh. won soccer? Yes it's in America ดู Yeah World Cup's in America ใช่ชนะด้วย Win I know about basketball and football and football yes Tom Brady but you prefer soccer တက်ဒရီ I watch soccer I got some big Okafor soccer cards ဖန်ဒိုက်ဖြစ်ပါတယ် I love soccer Cristiano Ronaldo ဖြစ်ပါတယ်45 out of 99ဆိုတော့ဒီကောင် PS9 ပေါ့နော်အပေါင်းဝဲဖြစ်ပါတယ် Sancho Haaland PS8 ဖြစ်ပါတယ်အားရ Oh that's Linga ဒါတော့ဆောင်းတနန်းဘေးကိုပေါင်းသွားတော့နော်လီဗာမန်တိုကြီးကိုပေါ့ပါအိုးဆိုကဘုံပေါ်လေးနော်ဒါ PSA 10ဖြစ်ပါတယ်ဒါ3800ပါအော်ပေါ့ပါကဘုံနဲ့ရောင်းအေး Oh my god Wow company ပဲယူအောင်ဒီ900နဲ့ဒီ900တော့တန်တယ်ကွာဒါပေမဲ့လက်မှတ်ကဒီဘက်မှာတော့ပြက် Maybe I will take this 900မယူရင်တော့စဲကန်ပါHappy Messi Thanks for coming Messi ရှိရကွာ4000ဝဲတဲ့ Messi 4000
စာအုပ်လေးတွေဘူးလေးတွေတော့ရှိရကွာတင်နဲ့ထဲ့တဲ့ဟာလေးတောက်လေးတွေဆိုတာ25ဘတ်ပေါ့နော်25ဘတ်မှာ magnetic case လေးတွေပါလေးရှိရဘူးပေါ့နော် hard case နဲ့အဲ့လိုထည့်လို့ရတယ်။ဘာမှစာအုပ်တွေပါ။စာအုပ်ကဒီအကြီးက850တဲ့850စိုးတော့မစိုး။ဒီကောင်လေးတွေက399ပဲဒီကောင်လေးက380စိုးတော့မစိုးကြ။ဒါကတော့live မှာရောင်းတဲ့လူတွေအဲ့လိုသိမ်းဖို့ပေါ့နော်။ထည့်တဲ့ဟာတွေပါ။ဒါလည်းလိုတော့လိုတယ်ဟာ။ case ကတော့မှာပြီးသွားပြီတော့ပါပြီကွာ။ကဲဆိုတော့အားလုံးကြည့်ပြီးပြီပေါ့လေအဲ့တော့ဘောလုံးဆိုင်က3ဆိုင်လောက်ပဲရှိတယ်အဲ့ဒါတော့မှပိုကီမွန်နဲ့အရောပေါ့နော်ဆိုတော့ဘောလုံးစစ်စစ်ဆိုင်ကတော့တစ်ဆိုင်ပဲရှိတယ်ဆိုတော့အဲ့ဆိုင်ကကျွန်တော်ကိုဒီကက်လေးလက်ဆောင်ပေးတယ်ပေါ့နော်ဆိုတော့အဓိကတော့ဒီဈေးကွက်သဘောနဲ့နည်းနည်းပါဘာရှိလဲလာကြည့်တာပါဆိုတော့ပထမဆုံးဒါကက်ရှိုးလာတာပေါ့နော်အရင်ကြီးတော့မကြည့်ဘူးဒါကတော့နည်းနည်းလေးသေးတယ်လို့ပြောလို့ရတယ်ဟိုတစ်ခါလိုမျိုးကက်ဝေါ်ဘန်ကောက်လိုမျိုးတော့မကြည့်ဘူးပေါ့လေကဲဆိုတော့ကျွန်တော်နောက်ပိုင်းလဲဒီကက်လေးတွေကြိုကြားသတင်းလေးတွေကြားမှာဟောက်ပေးဖို့အစီအစဉ်ရှိတဲ့အတွက်ကျွန်တော်ရဲ့ရန်ကုန် Sport TV လေးကိုလည်း like and follow လေးလုပ်ထားပေးပါဦးဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်